ကောင်မလေးရဲ့တင်းတင်းတာပတ်တူးလေးပဲဖြစ်ပါတယ်ငွေငါအဲ့လိုပေါင်းနေတာငါချွလိုက်တဲ့တူချာလိုက်အဲ့လိုဖြစ်ပြီးအဖိုက်တဲ့တော့စားလာပြီးတော့မင်းလေးပါလေးတော့ကြည့်လာအောင်မယ်ဟဲ့နေရတော့သမီးလေးကပါလေငါပြစ်ချက်ကလေးရဲ့ချက်ကြော်လေးရဲ့ဒီမှာကိုစီယာလေးဟာစကားကြော်လေးရလည်းပါပြီးရဲ့ဒီနေ့ကတော့ဝတ်တီကောင်းမယ်နေ့ပဲစတားနဲ့အောင်ကြီးရလည်းပါတယ်ငါတို့ဒီနေ့ဝေးတဲ့အရင်တက်စမ်းမယ်ဟဲ့အရင်စကောင်းလာပဲဟာငါကွာစခေါင်းလာပြီစကဲစမ်းနေရစကောင်းနေစားပြီးတော့အိတ်တော်မယ်လေအိတ်လိုက်ပေါင်းမယ်ညောက်ပဲရောက်တော့အခါညောင်လေးရောက်ပြီးဆိုတော့မိုက်ပိုက်စားမှာဖြစ်ပြီးအင်ကြီးလေးပြီးပြင်သွားမယ်ကဲအင်ကြီးလေးပြီးဆိုတော့အပြင်သွားမယ်မုတ်လေးစားမယ်ဘာမုတ်စားရင်ကောင်းမလဲအကေစားမယ်ရှင်အကေစားငါမမီးတယ်အမေကတ်တယ်ကုန်လန့်သွားပဲဦးလေးသမီးကိုပေါ့နော်ဒီနေ့ကပေါက်စီလေးပေးပါလားရမယ်သမီးဘယ်လောက်ဟောငါတော့ပို့ပေးနော်အေးရိုးငါသမီးကိုဦးရမယ်ပေးရတယ်ငါသမီးအဲ့ဒါအဲ့ဒီဘယ်ရောက်လဲဆိုချပန်ငွေ300ပေါ့နော်ဦးလေးရမှာလားခက်ကြည့်နေဟုတ်တယ်ငါသမီးဟုတ်တယ်ဒီစပန်တော့သမီးဟုတ်တယ်အမငါသမီးလေးတော့မမလေးတော့ဆိုပါမယ်ဟဲ့ရန်ကိုစကောင်းနေပဲဟဲ့အင်ဂျင်လိုက်ပေါင်းမယ်ဟာဒီဘက်ကနေပဲပြန်လိုက်တော့မယ်ငါတို့စကူရမျိုးလေးတော့ဖို့ပဲအင်ဂျင်နာပဲခင်ဗျာပြီးဆိုရှိုးဆိုးနဲ့အဲ့လိုဖြစ်အားရပါရကိုပင်နေကိုပင်အင်းညီမလဲတော့ပါဦးဟာဒီတိုင်းမဲ့အဲ့လိုက်တော့မယ်နောက်ပြီးပတ်ထရီလေးလည်းလုပ်ပါမယ်ရှင်အခုကပတ်တူးလေးပဲပေါ့နော်ပတ်တူးကလည်းနည်းနည်းတူပါပါရှင်အားလုံးတတာ